များသူငါနားစင်ကြလော့ရွှေဘဝတော်အရှင်ရေမြင့်သခင်တောင်ကူမင်းဆက်ဘယံတပင်ရွှေထီမြစ်မြတ်ဘောအလိုတော်ရအရှင်မင်းကြီးဒီမကြမီပကူးမျိုးရှိရွှေမော်တော်စီတီတော်မြတ်မှာနားထွင်းမင်္ဂလာကိုကျင်းပတော်မူမီဤမင်္ဂလာရှိသောနေ့ကိုအထိတ်အမှတ်ပြုဖို့ရန်အရှင်မင်းကြီးကမိသည့်အရာကိုမျှမကြောက်ရွံ့သစ္စာတရားမယိမ့်ရိုင်သောစိတ်ဓာတ်ရှိသည့်သူရဲကောင်းများကိုကိုရန်တော်ဖြစ်ရွေးချယ်ခန့်အပ်လိုတဲ့ကွသိစေရသည်မိမိတို့ရဲ့ရဲစွမ်းတတ္တိဟာတောင်တန်းကြီးကဲ့သို့မတုံမလုံးစိတ်ဓာတ်ကတာမဏိကဲ့သို့မချိုးမပဲ့ဟုယုံကြည်တဲ့မြည်သည့်ယောက်ျားမဆိုမိမိတို့မျိုးစားထံတရင်ပူကြစေရွေးချယ်ခံရသူတွေဟာမျိုးတော်ပကူးကိုခရီးဆက်နီးအရှင်မင်းကြီးရဲ့စမ်းသပ်မှုများကိုရင်ဆိုင်ရမှာပဲထိုက်တန်သူများအတွက်ဂုံရုပ်ယာဒူးနဲ့စီစိဥစ္စာတို့ကစောင့်ကြိုးနေတယ်ဘယံမင်းကြီး၏အမိန့်တော်ဖြစ်ကဲမင်းတို့ကြားလားဒါပဲကွာဒါဟာနှက်ကောင်းနှက်မြတ်ဒီကငါအတွက်ဖန်တီးပေးတဲ့လမ်းပဲငါရဲ့ခွန်အားရီဒီလေကွင်းထဲမှာအလဟတဖြစ်နေကငါမျိုးစားစီသွားမယ်ပကိုးကိုသွားပြီးဘယင်မင်းကြီးရှိမှရက်ပြမယ်ဟေးစိတ်ထင်းဆန်ခွဲလူငယ်ဘယင်မင်းကြီးရဲ့စမ်းသပ်မှုတွေကရွာထဲကနှစ်ပန်းပွဲတွေနဲ့မတူဘူးဆိုတာသတိရသူတို့ပြောကြတာကတော့ဘယင်ကြီးကသွေးမထွက်တဲ့လူတေချင်းတရားကိုမျက်တောင်မခတ်ရင်ဆိုင်နိုင်တဲ့လူမျိုးကိုလိုချင်တဲ့လူအများကြီးသွားကြပေမဲ့မင်းရှာနေတဲ့ဂုံချက်တွေနဲ့ပြန်လာနိုင်တဲ့သူကနည်းနည်းပဲရှိလိမ့်မယ်နော်ဒါဆိုရင်ကျွန်တော်ကအဲ့ဒီနည်းနည်းတွေကတယောက်ဖြစ်ရမှာပေါ့ကျွန်တော်ရဲ့ရဲစွမ်းသတ္တိကဒီတန့်ကြီးကဘသူထပ်မှမနိုင်ပါဘူးဘယင်အမိန်တော်ငါတို့စီရောက်လာပြီမင်းတို့တဲကတယောက်ကိုဒီနယ်မြေကိုစားပကူးကိုငါစီလွတ်မယ်ဒါပေမဲ့ငါနာမည်ကိုအတရီပြက်စီမဲ့အယူတယောက်ကိုတော့ငါမလွတ်လိုက်ဘူးမင်းတို့ရဲ့ခွန်အားကတော့မင်းသားယူပဲငါသိချင်တာကမင်းတို့ရဲ့စိတ်သက်ခိုင်မာမှုပဲမင်းလူတယောက်ရဲ့တစ္ဆာတရားကိုဘယ်အရာကအကောင်းဆုံးသက်သေပြနိုင်တယ်လဲလောက်ရပါပဲအရှင်ကျွန်တော်မျိုးဘယင်မင်းကြီးတို့တိုက်ပွဲဝင်ရင်အသေးခံပါမယ်ကောင်းပြီမင်းကရောဘလို့အမိတ်မျိုးကိုမစို့မိကူမထိုးပန်းနဲ့နားခံပါမယ်အရှင်မင်းကရောမင်းကတိတ်ဆိတ်နေပါလားကြွားစရာမရှိဘူးလားအရှင်တေးရတာလွဲပါတယ်ဘသူမှဆိုတေးနိုင်ပါတယ်စစ်မှန်တဲ့သစ္စာတရားကိုတော့အရှုံးပေးခြင်းနေတဲ့အချိန်မှာတော့ဒီခန့်နိုင်စွမ်းနဲ့တက်တည်ပြရတာပါမင်းကိုပဲငါယူမယ်ဘယင်မင်းကြီးတကယ်ဘာကိုရှာနေလဲဆိုတာကိုမင်းနားလဲလေကိုပြင်ဆင်ထားတော့မင်းဟာဒီနယ်မြေရဲ့ဂုံတိတ်ခါကိုပကူးအထိတဲဆောင်သွားရလိမ့်မယ်သူရဲကောင်းတို့တင်တို့သည်တောင်ကူတန်းပြည်ဤအတော်ဆုံးသောသားကောင်းယတနာများဖြစ်ကြတယ်တင်တို့ဤခွန်အားနဲ့ဂုံတည်င်းကြောင့်ရွေးချယ်ခံခဲ့ရသူများဖြစ်တယ်ယနေ့တင်တို့ဤနေရာတွင်ရက်နေကြခြင်းကအရှင်မင်းကြီးတပင်ရွှေထီဤကိုရန်တော်တက်မှအမှုထမ်းသောအခွင့်အရေးအတွက်ဖြစ်တယ်သို့တော့ဒါကိုသိထားကြလော့စမ်းသပ်မှုတွေဟာဓာရေးလှန်ခြင်းပြိုင်ပွဲတွေမဟုတ်ဘူးစိတ်ဓာတ်ကိုစမ်းသပ်ခြင်းသာဖြစ်တယ်တင်တို့ထဲကအချို့ဟာတိုက်စင်တကောင်ရှေ့ကိုပြေးဝင်လာခြင်းမှာလက်ထဲမှာလှမ်းတိုးတစ်ချောင်းနဲ့တယောက်ထဲရပ်တည်ရင်ဆိုင်ရလိမ့်မယ်နောက်မစွတ်ရဘူးစင်တယ်လားဒါစမ်းသပ်မှုမဟုတ်ဘူးတေတံပေးတာပဲတချို့ကတော့ငြိမ်သက်ခြင်းစမ်းသပ်မှုကိုရင်ဆိုင်ရလိမ့်မယ်မင်းတို့ဟာဘရင်အမတ်တွေရှိမှထိုင်ပြီးအဆူချံဝေဒနာကိုခံရလိမ့်မယ်ချွန်ထတ်တဲ့တန်ချွန်ကိုမင်းတို့ရဲ့လက်သေးခွန်အောက်ကအသားလဲကိုထိုးဆိုင်လိမ့်မယ်မင်းတို့အော်ဟစ်ခြင်းမပြုရဘူးတုံလို့ခြင်းမပြုရဘူးနာကျင်တဲ့အရေးအယောင်တောင်မျက်နှာပေါ်မှာမပေါ်စေရဘူးဒါယူသွက်မှုပဲဒါဟာသူရဲကောင်းကိုစမ်းသပ်တာမဟုတ်ဘူးညင်ပန်းနှိပ်စက်တဲ့ကစားပွဲပဲငါရဲ့တက်တီးကရန်သူအတွက်ဒီလိုအရာအတွက်မဟုတ်ဘူးသူပလောပြီးသားပဲစမ်းသပ်မှုကခန္ဓာကိုယ်ကိုမဟုတ်ဘူးစိတ်ဓာတ်ကိုစမ်းပါတယ်ဒါအဲ့ဒီစမ်းသပ်မှုပဲဘယင်မင်းကြီးကဘသူရဲ့စိတ်ဓာတ်ကြိုးပြတ်သွားမလဲဆိုတာကိုကြည်နေခြင်းနဲ့အခုမင်းတို့ရဲ့နှလုံးကကြောက်ရွံ့နေပြီဆိုရင်မင်းတို့ဘယင်မင်းကြီးကိုတစ္ဆာဖောက်ပြီးသားပဲမင်းတို့ရဲ့အမှုထမ်းမှုကိုမလိုအပ်တော့ဘူးကြံရှိနေသေးလေဂုံတိခအနှဲငယ်နဲ့ဒီဝင်းဖင်ကနေထွက်သွားကြကြံရိတ်ခဲ့သူများမင်းတို့ရဲ့စမ်းသပ်မှုတွေမနှက်ဖြန်မိုးလင်းရင်စားကန်လိမ့်မယ်张东干个是对的，但不他妈总呗，啷个有吧？没那么热，没没录呀不，没那么熟呀不，没没当么开呀不，没也得地个别没面啊别得来，那个俺咋地面嘛？假如果大着桥内的阿没来开葡萄瓜，第三岁把的把也落到，俺个没桥了那个。
သူ့ဤကြွားဝသောမျက်နှာသားသည်မဖုံးကွယ်နိုင်သောကြောက်ရွံ့မှုအဖြစ်သို့ချက်ချင်းပြိုကွဲသွားသည်သူမှာချင်းသိလိုအတန့်တော်ရှိပါရဲ့တမင်လိုနှလုံးသားပဲရှိတယ်တားရဲ့တကောင်ကိုတော့မရင်ဆိုင်နိုင်လို့ဘကူးနှမျိုးလုံးကိုသူဘလို့ရင်ဆိုင်ပါလဲသူ့ကိုငမ်းမဲ့ကြီးရှိကဖဲနောက်တစ်ယောက်ကြာရှုံးနောက်တစ်ယောက်ကျွန်တော်မျိုးငများပါတောင်ကူကပါကျွန်တော်မျိုးမွန်စင်တကောင်ကိုမကြောက်တလို့မွန်စစ်တပ်ကိုလည်းမကြောက်ပါဘူးကျွန်တော်မျိုးအရှင်မင်းကြီးနောက်ကိုရွှေမော်တော်အထိလိုက်ပါမယ်ကျွန်တော်မျိုးရဲ့အသက်ဟာအရှင်မင်းကြီးအသက်ပါဗျာစတင်စေအဲ့ဒီတယောက်မှာစိတ်သက်အပြည့်ရှိတယ်။သူ့နှလုံးသားကတုံနေခဲ့မှတေချာပေမဲ့သူ့ခြေထောက်တွေမတုံခဲ့ဘူး။သူကသူ့ရဲ့ကြောက်စိတ်ကိုအမိန်ပေးနိုင်တယ်။ဒါမှတတိအစ်စ်ပဲ။သူ့လက်မဲကိုမှတ်ထား။သူဟာထိုက်တန်တယ်။သူငါနဲ့အတူရွှေမော်ရော့ကိုလိုက်ရမယ် နာကျင်မှုကြောင့်ထွက်ပေါ်လာသောနှင်းကြသည့်ညီထံသူ၏နှုတ်မှရွတ်ထွက်သွားသည် ဖျားရှုံးသူ့ကိုခေါ်သွားမြူတင်မှာအောင်စေရရှေ့သို့ထွက်မင်းကငါရဲ့မျိုးဝန်ကလွှတ်လိုက်တဲ့သူခန္ဓာကြီးအကြောင်းပြောတဲ့သူပဲစကလုံးတွေကအပေါ်စားလို့မင်းပြောခဲ့တယ်ငါ့ကိုပြအောင်စေရမင်းပိုင်းဆိုင်တယ်လို့ဆိုတဲ့တမဏိစိတ်ဓာတ်ကိုငါ့ကိုပြ တန်ကျွန်းသည်လက်သေးအောက်ရှိအထိမခံနိုင်သောအတောင်းတို့ထဲသို့နှက်ဆိုင်စွာရှော့တိုက်ဝင်ရောက်သွားသည်သို့သောသူ၏မျက်နှာမပြောင်းလဲပြီသူသည်လုံးဝပြီးပြည့်စုံစွာနေတတ်နေသည်သူအတန့်တစ်ချက်မထွက် တော်ပြီလုံလောက်ပြီရန်သူပေါင်းတောင်းချီဝိုင်းထားတဲ့အချိန်တခြားလူတိုင်းနဲ့စိတ်သက်တွေပြိုကွဲသွားတဲ့အချိန်မှာငါနဲ့အတူရှိဖို့လိုအပ်တဲ့လူစားမျိုးဒါပဲသူ့စိတ်သက်ကအသားမဟုတ်ဘူးတမဏိဆိုတာသူတက်တက်ပြခဲ့ပြီသူထိတ်တန်တယ်သူငါနဲ့အတူရွှေမော်တော်ကိုလိုက်ရမယ် ထကြမင်းတို့အားလုံးတောင်ကူကစစ်တီတော်တို့မင်းတို့ကိုရွေးချယ်ပြီးပြီမင်းတို့ရဲ့ခွန်အားကိုတတ်သေးပြခဲ့ပြီးပြီတခြားသူတွေမခံနိုင်တာကိုမင်းတို့ခံနိုင်ရှိခဲ့တယ်ကြောက်ရွံ့မှုနဲ့နာကျင်မှုကိုမင်းတို့ရင်ဆိုင်ခဲ့ပြီးအောင်နိုင်ခဲ့တယ်အခုမင်းတို့ရဲ့တကယ်ရည်ရွယ်ချက်ကိုမင်းတို့သိရလိမ့်မယ်အန်တာဝရီကမွန်ဘရင်ကငါ့ကိုခလေးဘရင်လို့ခေါ်တယ်ငါတို့ကိုတောင်ပေါ်ကမြို့နယ်ငယ်လေးလောက်ပဲသဘောထားပြီးရည်နေတယ်သူကငါ့ကိုတောင်ကူရဲ့ကာကွယ်ထားတဲ့မြို့ယိုတွေနောက်ွယ်ကိုယ့်ရဲ့အိမ်ရဲ့လုံခြုံမှုထဲမှာပဲနားထင်းမင်္ဂလာလုပ်ရမယ်ခလေးတယောက်လို့ထင်းနေတဲ့ငါသူ့ကိုမားကြောင်တက်တယ်ပြမယ်ငါရဲ့မြင့်မြတ်တဲ့နားထင်းမင်္ဂလာပွဲကိုငါသူ့ရဲ့မြို့တော်မှာတွားကျင်းပါမယ်သူ့ရဲ့အမြင့်မြတ်ဆုံးစေတီတော်မြတ်ကြီးမှာငါတွားကျင်းပါမယ်ငါတို့မွေဆိုးရဲ့လွင်ကောင်းတဲ့ကိုချီတက်ဝင်ရောက်မယ်ပြီးတော့ငါဘရင်ကပားရဲ့မင်္ဂလာအခမ်းအနားကိုရွှေမော်တော်စေတီတော်မြတ်ကြီးမှာကိုယ်တိုင်ပြုလုပ်မယ်နတ်ဒေဝရီအားလုံးငါရဲ့စေတနာကိုတတ်သိခံပါစေ လူသေးစွာရှောက်တင်ပါရစီဒါဟာရန်သူမြေရဲ့နှလုံးသေးပွင့်နေရပါဖရာကျွန်တော်မျိုးတို့လူပေါင်းတောင်းချီနဲ့ဝန်းရံခံရပါလိမ့်မယ်ဒါဟာကိုတတ်သေးတာနဲ့တူပါတယ်ရှင်မင်းကြီးဟုတ်တယ်ဒါကြောင့်ပဲငါဒီလူတွေကိုလိုအပ်ခဲ့တာပေါ့ဒါကြောင့်ပဲငါရွေးတော်900ကိုလိုအပ်ခဲ့တာငါရဲ့မကြောက်မရွံ့တော့ကိုရန်တော်တဒါဟာမခစ်နိုင်လောက်အောင်အန္တရာယ်ကြီးမားတဲ့တာဝန်တစ်ခုပဲတို့တွေရဲ့စိတ်ဓာတ်ပြတ်သားမှုကိုတတ်သိပြမယ်စမ်းသပ်မှုတစ်ခုပဲတို့တွေကအများစုပြန်လာနိုင်မှာမဟုတ်ဘူးဒါပေမဲ့တို့တွေဒီမှာလောက်ခဲ့တာကိုကဘာကြီးကနှစ်တစ်ထောင်ကြာတော့မှတ်မိနေလိမ့်မယ်မင်းတို့ဟာပကူးမျိုးရဲ့ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာထက်လာစေရမယ်သူတို့ကကလေးတစ်ယောက်ကိုမျောလင့်နေတယ်ငါတို့သူတို့ကိုဘယင်တစ်ပါးကိုပြသမယ်သူတို့ကမင်္ဂလာခမ်းနားတစ်ခုကိုမျောလင့်နေတယ်ငါတို့သူတို့ကိုစစ်ချီတိုက်ပွဲတစ်ခုကိုပေးမယ်ကိုပြင်ဆင်ထားကြငါတို့မနှက်ပြန်အရွန်တက်မှာခြိတက်မယ်ပကူးကိုခြိတက်မယ်ရွှေမော်တော့ကိုခြိတက်မယ်တောင်ကူရဲ့ဂုံကြက်တွေရဲ့အတွက်ခြိတက်မယ်အခုတို့ဘယင်တွေအတွက်